ဒီ ESP32 ကိုကျွန်တော်ရဲ့web page လေးမှာ flash လို့မရဘူးတင်လို့မရဘူးဆိုတဲ့လူတွေအတွက်ကျွန်တော်လုပ်ပြပါမယ်တရားလုပ်ပြပါမယ်เนาะအခုဒီမှာကျွန်တော်ကွန်ပျူတာနဲ့ချိန်မယ် Okay ကွန်ပျူတာနဲ့ချိန်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာသူ့ကွန်ပျူတာမှာရှိလားမရှိလားဆိုတော့ကျွန်တော် device manager မှာရှိမယ်เนาะ device manager မှာသူကထိုးလိုက်တာနဲ့ဒီ port မှာပေါ့နော်port မှာ USB serial port ဆိုပြီးတော့ဒါပေါ်လာကျွန်တော်ပြန်ဖြုတ်ပြရမယ်ပြန်ဖြုတ်လိုက်နေကောင်ပျောက်သွားပြီเนาะပျောက်သွားပြီလို့ဆိုတော့ကျွန်တော်အခုပြန်တက်မယ် Okay ဒီမှာပေါ်လိုက်ပေါ့နော် Okay ဒီမှာ C15 ဆိုတော့ com file ကိုမှတ်ထားလိုက်နော်အဲ့ပြီးရင်ကျွန်တော်ဒီ web page ကိုတွားမယ်နော် nueyu.github.io/esp ဆိုပြီးတော့ကျွန်တော်ဒီမှာ update လေးလုပ်ပေးထားတယ်ဘယ်လို update လုပ်ပေးထားရလဲဆိုတော့ဒီမှာပုံလေးတွေတက်ထားပေးထားတယ်နော်တိုင်တစ်ချောင်းနဲ့လုံးမယ် version လုံးမယ်ဆိုရင်သူ့ရဲ့ဘယ်ပင်နဲ့ဘယ်ဟာနဲ့ချိန်ရမလို့ဆိုတာပြထားရနော်တော့ဥပမာဒီမှာ CE ဆိုရင်ဒီမှာအဝါရောင် D22 နဲ့သူ့ရဲ့ CE ဒီနေရာမှာတက်မယ်ပေါ့နော်အဲ့လိုမျိုးလေးလောက်ထားပေးတယ်ဒီဘက်မှာလည်းအတူတူပဲနော်ဒါဆိုနှစ်ချောင်းတက်မယ်ဆိုရင်နှစ်ချောင်းတက်တဲ့ပုံစံလေးလုပ်တွေ့ထားတယ်ပေါ့နော်အဲ့ဒါမှမဟုတ်ကျွန်တော်ကဒီကိုယ့်ကိုပင်ကြည့်ပြီးလုပ်မယ်ဆိုရင်လည်းရတယ်ကျွန်တော်ဒီအောက်မှာရေးပေးထားရဗျာဒီတဲ့လွယ်တာမရှိတော့ပါဘူးဒီပုံနဲ့ကြည့်ပြီးဒီလောက်လွယ်တာမရှိတော့ဘူးဗျာနော်Okay ကိုကတိုင်ဒီမှာတိုင်တစ်ချောင်းတက်မယ်နှစ်ချောင်းတက်မယ်နှစ်ချောင်းတက်ထားမယ်ဆိုရင်G ရဲ့ NF ဆိုတော့ရေးမယ်တိုင်တစ်ချောင်းတက်မယ်ဆိုရင်ကျွန်တော်ကဒီ VSPI ဒါမှမဟုတ်ရင် HSPI ကိုယူရမှာပေါ့နော်အခုဒီမှာကွန်ပျူတာနဲ့ဒီကောင်နဲ့ချိန်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီမှာဒီ single ကိုရွေးမယ်ရွေးပြီးတော့ connect ကိုနှိပ်မယ်နှိပ်လိုက်ရင်ဒီလို window လေးတစ်ခုပေါ်လာပြီးတော့ရွေးခိုင်းတယ်ပေါ့နော်ကျွန်တော်ကဒီမှာသူ့ရဲ့ USB serial port com file ကိုရွေးလိုက်တယ် Okay လဲနေပြီเนาะလဲနေပြီ Okay install ple1 ကိုနှိပ်မယ် install လုပ်မယ်ခဏလေးစောင့်ရတယ်သူက2မိနစ်လောက်တော့စောင့်ရတယ် line ကောင်းမကောင်းမှမသိဘူးเนาะဒါပေမဲ့အဲ့လိုလည်းမကြပါဘူးမြန်ပါတယ်Okay ဒါ installation complete ပြီးရင် next name နဲ့ဒါပိတ်လိုက်လို့ရပြီပေါ့နော်ပိတ်လိုက်လို့ရပြီဒါကျွန်တော်အကောင်းဆုံးဖြစ်အောင်လုပ်ပေးထားရနော်ပိတ်လိုက်လို့ရပြီဆိုတော့ကျွန်တော်ဒီကောင်ဖြုတ်မယ်ဖြုတ်ပြီးတော့ကျွန်တော်ဒီမှာ wiring လုပ်ပြီးတာဆက်လေးရှိရနော် battery ရောအကုန်ထည့်ပေးထားပြီးတာနော်အဲ့ကောင်မှာကျွန်တော်တက်မယ်Okay တက်လိုက်ပြီကျွန်တော်ရမရအောင်ကျွန်တော်စမ်းကြည့်မယ်ပေါ့နော်ဒါပိတ်ထားရရှင်နေကျွန်တော်ဒီမှာတရှင်းဖွင့်မယ်ဒီမှာ Bluetooth နော်ဒါပဲเนาะမရဘူးဆိုတဲ့ pro တွေပြန်လုပ်ကြည့်ပါเนาะ